Messenger မှာညီမလေးတယောက်ကကျွန်တော်ကိုစာပို့လာတယ်စာပို့တဲ့အကြောင်းရင်းကဘာလဲဆိုတော့သူ့ရဲ့ယောက်ျားကနိုင်ငံခြားမှာအလုပ်သွားလုပ်နေတယ်နောက်တစ်ယောက်နဲ့ဖောက်ပြန်ပြီးတော့မှသူနဲ့သူ့ကလေးနဲ့ထားခဲ့ခြင်းကိုခံရတယ်သူကရင်ဖွင့်လာတယ်အကိုရေးလေကျမယောက်ျားတော့နောက်တစ်ယောက်နဲ့ဖောက်ပြန်သွားပြီကျမနဲ့ကလေးနဲ့ကြံခဲ့တယ်အဲ့တော့သူ့ကိုအေးအေးယူတင်လားမယူတင်ဘူးလားဘယ်လိုဆက်လုပ်ရမလဲဆိုပြီးတော့မေးခွန်းလေးမေးလာတယ်ကျွန်တော်ပြန်ပြောလိုက်ပါတယ်အေးတော့မယူပါနဲ့လို့ကိုမချစ်လို့ဖောက်ပြန်ပြီးထားခဲ့တဲ့သူတယောက်အတွက်နဲ့တော့အေးယူစရာမလိုပါဘူးကိုမချစ်လို့ထားခဲ့ပြီပဲသူတော့ဖောက်ပြန်တာပဲကိုကဘာဖြစ်လို့သူ့ကိုခွင့်မလွတ်နိုင်ရမှာလဲမဟုတ်ဘူးလားခွင့်လွတ်လိုက်ပါလို့မချီနှောင်နဲ့လို့ချီနှောင်ရင်သူ့အတွက်နဲ့စားလဲဒီစိတ်သွားလဲဒီစိတ်ဆိုကိုပဲပြန်မနေမှာဖြစ်တယ်လို့ဒါကြောင့်ခွင့်လွတ်ပြီးတော့မှညီမအနေနဲ့ဘဝအစ်စ်ကိုပြန်စားပါလို့ညီမအတွက်မျှော်လင့်ချက်တွေအများကြီးရှိတယ်ညီမအတွက်ရည်မှန်းချက်တွေတိုးတက်အလားလာတယ်အများကြီးရှိတယ်ပြောခဲ့ပါတယ်အားပေးခဲ့ပါတယ်အဲ့လိုပဲဒီကနေ့ online မှာကြည့်ရှုနေတဲ့ညီကိုမောင်နှမတွေလည်းကြုံနေရတဲ့သူတွေဖောက်ပြန်ခြင်းအမျိုးသားရဲ့ဖောက်ပြန်ခြင်းအမျိုးသမီးရဲ့ဖောက်ပြန်ခြင်းကိုကြုံနေရတဲ့သူတွေအတွက်ကျွန်တော်အားပေးခြင်းပါတယ်သူတော်မချစ်လို့မနစ်သက်လို့ဖောက်ပြန်ပြီးတော့မှကိုကလေးတွေနဲ့ထားခဲ့ပြီးပြီပဲကိုကသူ့ကိုခွင့်လွတ်ဖို့လိုတယ်လေဘာလို့ခွင့်မလွတ်ပေးနိုင်ရမှာလဲခွင့်လွတ်လိုက်ပါသူတော်ကိုမှမချစ်တာမဟုတ်ဘူးလားတကယ်ချစ်တယ်ဆိုရင်မဖောက်ပြန်ပါဘူးတကယ်မချစ်လို့ဖောက်ပြန်တာပဲသူတော်ထားခဲ့ပြီးပြီကိုကခွင့်လွတ်လိုက်ပေါ့မချီနှောင်တော့နဲ့သူ့ကိုခွင့်လွတ်လိုက်ခွင့်လွတ်တယ်ဆိုတာသူ့အတွက်မဟုတ်တင့်အတွက်ပြောနေတာတင်ခွင့်မလွတ်ဘူးဆိုရင်တင့်ကိုတင်ဒုက္ခပေးတာနဲ့တူတယ်ဒါကြောင့်တင်ကဘာလုပ်ရမလဲခွင့်လွတ်ပေးလိုက်ပါအဲ့ဒါကတင်ရဲ့ကောင်းကြီးကိုတင်ယူတာနဲ့တူတူပဲတင်ခွင့်လွတ်လိုက်ရင်တင်ပို့ပြီးအရင်ရတဲ့ပို့လှပလာမယ်မိသားစုရဲ့တူတူပျော်ပျော်ရွှင်ရွှင်အနာဂတ်ကိုဘဝတစ်ကနေပြန်စားပြီးပြန်ဖြတ်တတ်မှာလူကလေကျွန်တော်ပြပြမယ်နော်လူကလေအထဲမှာရှိတဲ့ယုံကြည်ခြင်းမဆုံးရှုံးတွေဘယ်တော့မှမဆုံးရှုံးဘယ်အမှမဆုံးရှုံးငွေတွေမရှိရင်ရှိမယ်အောင်မြင်မှုတွေဆုံးရှုံးသွားလိမ့်မယ်ဒါပေမဲ့တင့်အထဲမှာရှိတယ်ငါလုံနိုင်တယ်ငါတတ်နိုင်တယ်ဆိုရဲယုံကြည်ခြင်းတစ်ခုထားတာအဲ့ဒါဆိုရင်ဘဝအတိတ်ကနေပြန်ဆလို့ရပါတယ်လို့ဒါလေးကိုအားပေးခြင်းနဲ့ဘဝအတိတ်ကနေနံပါတ်1ကနေပြန်ဆကိုမချစ်မနစ်တတ်တဲ့သူအတွက်နဲ့ဆက်ခံစားမနေတော့နဲ့ဒါပေမဲ့တစ်ခုတော့ပြောပြမယ်ဆက်ပြီးအဖောက်ပြန်ခြင်းမခံရဖို့လူတွေရဲ့နှိမ်ချင်းလှည့်စားခြင်းတွေလွတ်ဖို့ရန်အတွက်တစ်ခုပဲဖယားကိုတော့အားကိုဖို့လိုတယ်ကျွန်တော်တို့ဇနီးမောင်နှံတွေရောက်ဘာကြောင့်အိမ်တောင်တက်အခုဆိုရင်9နှစ်ထဲမှာအခုနောက်ထပ်လည်းရှည်တဲ့အသက်နဲ့ကျွန်တော်တို့ဘယ်တော့မှမဖောက်ပြန်မပြတ်စီတော့ထာဝရတွေလက်တွဲသွားမှာဖြစ်တယ်။ဘာကြောင့်အာမခံချက်နဲ့ပြောရတာလဲကျွန်တော်တို့ကြိုးစားပြီးချစ်လို့မဟုတ်ပါဘူး။ဖယားသခင်ချစ်ချင်းမြတ်တာနဲ့တယောက်နဲ့တယောက်အပြန်အလှန်ချစ်ကြလို့ဖြစ်ပါတယ်။ဘယ်တော့မှမဖောက်ပြန်စိတ်ချသူတက်ချောတဲ့သူရှိမယ်သူတက်ပြေဆုံးတဲ့သူလည်းရှိမယ်ကျွန်တော်တက်ပြေဆုံးပြီးချောတဲ့သူအပြောကောင်းအများရှိမယ်ဒါပေမဲ့အဲ့ဒီຢာတွေပေါ့ကျွန်တော်တို့ကခံစားပြီးချစ်တာမဟုတ်ဖယားသခင်ရဲ့ချစ်ချင်းမြတ်တာအရင်ခံပြီးတော့မှချစ်တဲ့အခါမှာတယောက်နဲ့တယောက်ဘယ်တော့မှဖောက်ပြန်မှာမဟုတ်ပါဘူးဒါကြောင့်အရေးကြီးပါတယ်ခွင့်လွှတ်လိုက်ပါချစ်လိုက်ပါတင့်အတွက်ဖယားသခင်ကတင့်ကိုတကယ်တန်မိုးထားတဲ့သူတကယ်တင့်ကိုချစ်တဲ့သူအနစ်နာခံပြီးဂရုစိုက်တဲ့သူအချိန်ပေးတဲ့သူတန်မိုးထားတဲ့သူဖယားသခင်ပြန်ပြင်ဆင်ပေးလာပေးလိမ့်မယ်လို့အားပေးလိုက်ပါတယ်အားလုံးကိုဖယားသခင်ကောင်းချီးပေးပါစေ